ကြောင့်စင်လာကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွှမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်းသိမ်းသောအနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိတ်ဝတ်စကားရှင်မစင်သိတာဘူကောင်ဖက်ကသွေးဒီရစေရှောင်းမဲဘူး hey ရေကောင်းတော့ထွန်းလို့ဘူးပဲစာကြည့်သွေးစာကြည့်မှာ hey hey ရေကောင်းဆိုတော့ညမာတွေဆွဲမလျှော်နဲ့ hey ပထမဆူလက်အရာယူပဲတော့အိမ်မကိုထိုးတတ်ပြီလို့ MYANMAR မြန်မာတဲ့ hey မြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့ကြိုးစား MYANMAR တို့ချစ်စိတ်တဲ့အပြင်းနဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပို့ကြိုးစား MYANMAR နော်လင်းချမ်းများနဲ့ shake you say